ဒီနေ့တော့စုံစုံလင်းလင်းပတ်ပြီးတော့ရိုက်ဖြစ်သွားတယ်ကြည့်ပါအောင်ဇာဝါသီလေးဒီမှာဇာဝါသီတွေအများကြီးပဲဒါပေမဲ့ຫນွေသီးဆိုတော့အရန်တော့မကြီးပါအိုးအများကြီးပဲအများကြီးပဲချစ်ဖို့ကောင်းလိုက်တာသီးလေးတွေအဲ့လိုသီးနေဟောပေါ်မှာကြီးတစ်လုံးဒီမှာဆောင်းပင်လည်းဒီလောက်ပဲကြီးတယ်တရက်တာပေါ့ခြံထဲမှာဇောင်းဝါးနှစ်ပင်ရှိတယ်ဒီပင်ကိုခုလာကြည့်လိုက်တော့သူကပိုအသက်ကြီးတာဒါပေမဲ့သူကမသီးသေးပဲနဲ့အပွင့်လေးတွေအိုးအများကြီးပဲဇောင်းဝါးတိပွင့်လေးတွေကြည့်ပါဇောင်းဝါးတိပွင့်လေးတွေကြည့်ပါချစ်စရာကောင်းလိုက်တာတော့ဇောင်းဝါးတိပွင့်လေးတွေအများကြီးပဲအပွင့်နေဆိုသူလည်းမကြခင်သီးမှာပေါ့ခက်တာတီးပြီးရင်လေတီလေးတွေကအရင်စားတီလေးတွေကုန်းကလူတွေကခူးရတယ်သူတို့ကအရင်တွေ့တယ်ဟိုမှာပွင့်နေဘာမှပွင့်နေတခြားရိုက်ပြမယ်ကြည့်ပါဦးချစ်စရာလေးနိကျွတ်သိမ့်တာပဲ